တရားအားထုတ်တဲ့ယောဂီတိုင်းကတရားကိုချမ်းချမ်းသာသာလွယ်လွယ်ကူကူအားထုတ်ပြီးတော့မြန်မြန်ဆန်ဆန်တရားရကျင်ကြတဲ့ပုဂ္ဂိုလ်ကြီးပါပဲဒါပေမဲ့တရားအားထုတ်တဲ့အခါယောဂီတွေညီးရတယ်ပြင်ပန်းလိုက်တာဆင်းရဲလိုက်တာခန္ဓာကိုယ်ကြီးကနာလိုက်ကျင်လိုက်တာအသိဉာဏ်တွေကလည်းဖြစ်ကိုမဖြစ်နိုင်ပါဘူးဝင်လေထွက်လေမှတ်တာနဲ့ပဲအချိန်ကုန်နေတယ်ဝိပဿနာဉာဏ်တွေမဲ့ဉာဏ်တွေဘယ်နေမှမသိပါဘူးလို့တခါတရံတရားစစ်တဲ့အခါဒါမျိုးတွေတွေ့ရတယ်တော့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကကျင့်စဉ်နဲ့ပတ်သက်တဲ့နိလန်လေးတွေပေါ့လေအမျိုးအစား၄မျိုးကိုဘုရားဟောထားတာရှိတယ်ဒုက္ခပฏิပဒါခန္ဓာပညာဆိုတဲ့ဤဒုက္ခပฏิပဒါခိပ္ပပညာဆိုတဲ့နိလန်တစ်ခုပေါ့နောက်ဒုက္ခပฏิပဒါခန္ဓာပညာတဲ့နောက်နံပါတ်၄ကဒုက္ခပฏิပဒါခိပ္ပပညာလို့ခေါ်ပါတယ်ပฏิပဒါဆိုတာကျင့်စဉ်နိလန်ပဲဒုက္ခပฏิပဒါဆိုရင်ချမ်းသာလွယ်ကူစွာရှုမှတ်ရတယ်ကျင့်သုံးအားထုတ်ရတယ်ခိပ္ပပညာဆိုတာတရားမြန်မြန်တွေ့တယ်မဲ့ဖို့မြန်မြန်ရောက်တယ်ပေါ့လေဓန္တာပညာဆိုတာကခက်ခဲပြင်းမမှန်အားထုတ်ပြီးတော့တရားအတွေ့နှေးတာပေါ့လေတော်တော်နဲ့တရားမသိမြင်နိုင်ဘူးသိတော့သိမယ်ဒါပေမဲ့ဈာထဲမှာကြားတယ်နှေးတယ်ဒုက္ခပฏิပဒါဆိုရင်တရားအားထုတ်တဲ့နေရာမှာရှုမှတ်တဲ့နေရာမှာညှို့ညင်ပင်ပန်းဆင်းရဲစွာအားထုတ်ရတယ်ဒီတော့အဲ့ဒီကွဲပြားခြားနာမှုရှိတာပေါ့နော်ဒီ၄မျိုးရှိတရားအားထုတ်တဲ့နေရာမှာခန္ဓာကိုယ်ကိုပင်ပန်းဆင်းရဲစွာညှို့ညင်စွာအားထုတ်တဲ့ဒုက္ခပฏิပဒါရှိတယ်တရားအတွေ့နှေးတဲ့ဓန္တာပညာဆိုတာလည်းရှိတယ်ဒီနှစ်ခုတွဲနေပဲပေါ့နောက်တစ်ခုကပါလေဒုက္ခပฏิပဒါဒုက္ခပฏิပဒါမဟုတ်ဘူးဒုက္ခပฏิပဒါပဲသူလည်းပဲเนาะပြင်မဆင်းရဲညှို့ညင်စွာအားထုတ်ရတယ်ခိပ္ပပညာဝိပဿနာအားထုတ်တဲ့အခါမှာတရားအတွေ့ဉာဏ်နဲ့ပေါ့เนาะဒါမျိုးလည်းရှိပါတယ်ဒုက္ခပฏิပဒါဌာနပညာကြတော့ချမ်းသာလွယ်ကူစွာရှုမှတ်ရတယ်တရားတွေ့တဲ့အခါကျတော့နှီးတယ်ပေါ့เนาะအရိယာမဉ္ဇဉ်ရရှိဖို့အတွက်ကြားတယ်ပေါ့လေနောက်တစ်ခုကဒုက္ခပฏิပဒါခိပ္ပပညာတဲ့ချမ်းသာလွယ်ကူစွာရှုမှတ်အားထုတ်ရပါတယ်တရားမြန်မြန်တွေ့တယ်ပေါ့လေဒီတော့အဲ့ဒီလိုအဘိအားထုတ်တဲ့ပฏิပဒါ၄မျိုးဆိုပြီးရှိပါတယ်ဒီတော့အားလုံးကတော့ချမ်းသာသာအားထုတ်ပြီးလွယ်လွယ်ကူကူတရားရကျင်တဲ့ပုဂ္ဂိုလ်ကြီးပါပဲဒါတွေဘာကြောင့်ဖြစ်သလဲဆိုတာဆက်ပြီးတော့လေ့လာကြည့်မယ်